ညာကိုနောက်ဆုံးနိုင်ငံတကာအားကစားသင်းကြောင့်တစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။ဒါတော့ဆွမ်စီးသင်းနဲ့နှစ်ဦးသဘောတူလမ်းခွဲခဲ့တဲ့မိချူဆွဲသတင်းအကြောင်းအရာပါ။တစ်ချိန်ကဆွမ်စီးသင်းနဲ့အတူခြေစွမ်းကောင်းတွေကိုပြသနိုင်တဲ့တိုက်စစ်မှုမိချူကတော့အခုလက်ရှိချိန်မှာအသင်းနဲ့နှစ်ဦးသဘောတူလမ်းခွဲခဲ့ပြီးပဲဖြစ်ပါတယ်။မိချူကတော့2013-2014ဘောလုံးရာသီကနီးပြမိုက်ကယ်လော်ဒရက်လက်ထက်မှာစပိန်ကလပ်ဖြစ်တဲ့ဗာဂါနိုအသင်းကနေပေါင်2သန်းနဲ့ပြောင်းရွှေ့ခဲ့တဲ့သူဖြစ်ပါတယ်။သူရဲ့ပထမဦးဆုံးပရီးမီးယားလိရာသီမှာအံ့အားသင့်စရာတွေခြေစွမ်းတွေကိုသူ့အနေနဲ့ပြသနိုင်ခဲ့တဲ့အတွက်ကြောင့်စပိန်လက်ရွေးစင်အသင်းကြီးမှာပါဝင်ကစားခွင့်ရရှိခဲ့ရလေဖြစ်ပါတယ်။ဒါ့အပြင်အသင်းအတွက်ဆိုလို့ရှိရင်လည်းတွင်းဂိုးတွေကိုများစွာသွင်းယူပေးနိုင်ခဲ့ပြီးတော့ဆွမ်စီအသင်းနဲ့အတူဒါကပ်တာ1ဖလားကိုပါရရှိအောင်ဆွမ်းဆောင်ထားတဲ့သူလည်းဖြစ်ပါတယ်။ဒါကြောင့်အာဆင်နယ်အသင်းကတော့ချိတ်ဆက်မှုတွေလည်းရှိနေခဲ့ပြီးတော့တဟုန်တိုးနာမည်ကျော်ကြားခဲ့တဲ့သူလည်းဖြစ်ပါတယ်။ဒါမဲ့လည်းဒီနောက်ရသည်မှာဆိုလို့ရှိရင်တော့ပုံမှန်နေရာရရှိမှုတွေမရရှိလာတာအပါအဝင်နာမည်ဒီနာပိုလီအသင်းကိုလည်းဒါအငှားစာချုပ်နဲ့တွားရောက်ကစားခဲ့ပြီးတော့2014ခုနှစ်ဧပြီလနောက်ပိုင်းမှာဆိုလို့ရှိရင်လည်းအသင်းရဲ့လူစီးရဲမှာပါဝင်လာနိုင်ခြင်းမရှိတော့တာကိုတွေ့ရပါတယ်။သူရဲ့စာချုပ်တက်တန်းရပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းဒီနှစ်ရာသီကုန်ထိပေါ့နော်အသင်းနဲ့ဆက်လက်ရှိနေမှာဖြစ်ပေမဲ့လည်းဆွမ်စီအသင်းနဲ့ဒါစာချုပ်ရော်ချင်းညှိနှိုင်းမှုကတော့အဆင်ပြေသွားခဲ့ပြီးတော့နှစ်ဦးသဘောတူလမ်းခွဲခဲ့ရပဲဖြစ်ပါတယ်။ဒါကတော့ဆွမ်စီးသင်းနဲ့နှစ်ဦးသဘောတူလမ်းခွဲခဲ့တဲ့မိချူဆွဲသတင်းကြောင်းအရာကိုတင်ဆက်ပေး